အားလုံးပဲမင်္ဂလာပါအာရခတ်တော် AA ကစစ်မှုထမ်းခေါ်ယူနေတာနဲ့ပတ်သက်လို့သူတို့အမြင်ဆိုတဲ့စူးစီးချက်ကိုတင်ပြလိုက်ရပါတယ်ရခိုင်ပြည်တွင်းကနေမြေအများစုကိုတိမ့်ပိုက်ထိန်းချုပ်ထားတဲ့အာရခတ်တော် AA ဟာအရွယ်ရောက်သူတိုင်းအခြေခံစစ်တင်နှံတက်ရမယ်လို့အမိန့်ထုတ်ပြန်လာပြီးနောက်လူထုစည်းရုံးမှုတွေကိုစတင်လှုပ်ဆောင်လာနေပါတယ်အာရခတ်တော်ကစစ်မှုထမ်းခေါ်ယူတာနဲ့ပတ်သက်လို့အသေးစိတ်ကိုတရားဝင်ချပြတာမရှိသေးပါဘူးစစ်မှုထမ်းခေါ်ယူတဲ့အပေါ်မတူကွဲပြားတဲ့အမြင်တွေရှိနေသလိုစစ်မှုထမ်းသတ်မှတ်ချက်နဲ့ပတ်သက်လို့မရှင်းမလင်းတာတွေလည်းရှိနေကြပါတယ်အခုလိုစစ်မှုထမ်းခေါ်ယူတာနဲ့ပတ်သက်ပြီးမတူညီတဲ့အမြင်တွေကိုဒီကကစူးစီးဖော်ပြပေးလိုက်ပါတယ် ULA နဲ့နီးစပ်သူအမျိုးသားတဦးကအခုလိုပြောခဲ့ပါတယ်ဥပဒေကပြဋ္ဌာန်းထားပြီလို့သိရတယ်လောလောဆယ်တော့မြောက်ပိုင်းကကြောက်တော်မြောက်ဦးတို့မှာစီယုံရင်းနဲ့စလို့အကောင့်ထဲပေါ်နေပြီးတချို့ကြေးရွာတွေဆိုရင်တော့တိုက်နယ်မှုနဲ့ရက်ကြေးတို့ပူးပေါင်းပြီးဒီဥပဒေနဲ့ပတ်သက်ပြီးအတိအလင်းရှင်းပြတာရှိတယ်နေရာတိုင်းကိုတော့မရောက်နိုင်သေးဘူးပေါ့အသက်18နှစ်ပြည့်သူတိုင်းကတော့စစ်မှုထမ်းရမယ်တာသနာဝန်ထမ်းတွေကိုလက်အင်္ဂါချွေရင်းချက်ရှိသူတွေကူးစက်နိုင်တဲ့ဖြစ်ပဲချက်ရှိသူတွေကိုဝင်ဆောင်တွေအမေအိုအဖေအိုကိုပြုစုနေသူတွေ ULAC မှာတာဝန်ထမ်းဆောင်နေသူတွေတခြားကင်းလွတ်ခွင့်တွေရောပေါ်ခွင့်တွေရှိပါသေးတယ်တချို့ကတော့ကိုယ်သဘောဆန္ဒအတိုင်းတင်နှံတက်ချင်ကြတယ်တချို့ကြလည်းဒီစစ်မှုထမ်းနဲ့ပတ်သက်ပြီးစိုးရိမ်ကြောက်လန့်တိမ်းရှောင်ခြင်းကြသူတွေလည်းတွေ့ရတယ်ဒီဥပဒေနဲ့ပတ်သက်ပြီးကျွန်တော်အမြင်ကတော့တပြည်တော်စနစ်ကိုအကောင့်ထဲပေါ်မှာဖြစ်တဲ့အတွက်အခုကလေးကဖြည်းဖြည်းချင်းအသက်သွင်းနေတာကိုတွေ့ရတယ်နောက်တစ်ခုကဒီကာလမှာတိုက်တဲ့သူကတိုက်နေတဲ့အချိန်ဒီဆောက်ရေးအပိုင်းမှာနိုင်တဲ့လောက်တာဝန်ထမ်းဆောင်နေကြတဲ့အချိန်အာရခပြည်သူတွေအနေနဲ့ဒီပုံမှာအမြင်မဆောင်စေချင်ဘူးလို့ပြောချင်ပါတယ်ဆိုပြီးသူကပြောခဲ့ပါတဲ့နောက်တစ်ယောက်ကတော့မဝေဝေအမီလွဲမြောက်ဦးမြို့နယ်ဖြစ်ပါတယ်သူကဒီဥပဒေဟာကောင်းတဲ့ဥပဒေပြဋ္ဌာန်းချက်တစ်ခုဖြစ်တယ်လို့မြင်မိတယ်အခုလိုဥပဒေသတ်မှတ်လိုက်ခြင်းဖြင့်အာရခတတော်မှာလူအင်အားအများကြီးကောင်းမွန်လာမယ်လို့ယုံတဲ့နောက်တစ်ခုကဒီဥပဒေကြောင့်တိုက်ခိုက်ရေးနဲ့ကာကွယ်ရေးစတဲ့လိုအပ်တဲ့နေရာမှာအသုံးပြုလို့ရတယ်ဒါပေမဲ့လက်ရှိအခြေအနေမှာလူတိုင်းကခက်ခဲကြမ်းတမ်းနေတဲ့အချိန်မှာစစ်မှုထမ်းရမယ်ဆိုတာကြောင့်အားလုံးစိုးရိမ်ကြောက်လန့်နေကြတယ်စစ်မှုမထမ်းခြင်းဘူးအတန်တွေအများကြီးထွက်နေကြတယ်အဓိကတော့စစ်မှုထမ်းလိုက်ရင်ဘာတွေဆက်ဖြစ်မလဲနောက်ဆက်တွဲကိုစိတ်ပူနေကြတာစစ်မှုထမ်းကာလဟာနှစ်လဲဖြစ်တာကြောင့်ဒီကြားတဲ့တစ်ခုခုဖြစ်သွားရင်ဘယ်လိုမျိုးတာဝန်ယူပေးမလဲပေါ့အကုန်လုံးကိုဝေဝါးဖြစ်နေကြတယ်ဒါကြောင့်အခုကစလို့အကောင့်ထဲပေါ်နေတာကြောင့်စစ်မှုထမ်းဖို့လိုလားတဲ့သူတွေကိုပထမဆုံးဦးစားပေးခေါ်စေခြင်းနဲ့နောက်တစ်ခုကစစ်မှုထမ်းခေါ်တဲ့အသက်အရွယ်က18နှစ်လေး15နှစ်ကြာဖြစ်တာကြောင့်အဲ့ဒီအရွယ်ဟာမိသားစုမှာဦးစီးဦးဆောင်လှုပ်ဆောင်နေရတဲ့သူတွေဖြစ်တယ်ဒီထဲကတယောက်ယောက်သာစစ်မှုထမ်းပါသွားရင်ကြံခဲ့တဲ့မိသားစုမှာကအများကြီးခက်ခဲသွားနိုင်တယ်ဒါကြောင့်စစ်မှုထမ်းခေါ်တဲ့အခါမိသားစုနောက်ခံကိုလည်းကြည့်ဖို့လိုအပ်တယ်စစ်မှုထမ်းခေါ်တဲ့အခါမဲစနစ်နဲ့ခေါ်တာလည်းရှိတယ်လို့သိရတယ်ကျမတို့ဖြစ်စေချင်တာကဆန္ဒရှိတဲ့သူတွေကိုအရင်ဆုံးစစ်မှုထမ်းခိုင်းလိုက်ပြီးဖြည်းဖြည်းချင်းအကောင့်ထဲပေါ်စေချင်တယ်နောက်တစ်ခုကတော့လူငယ်တွေဟာဒီကာလမှာကိုဖြစ်ချင်တာကိုမဖြစ်လိုက်ရကိုလှုပ်ချင်တာကိုမလှုပ်လိုက်ရတဲ့အခြေအနေမှာအခုလိုစစ်မှုထမ်းဥပဒေပေါ်လာတော့လူငယ်တွေအနေနဲ့တော့အများကြီးထိတ်လန့်သွားကြတယ်ဥပဒေပြဋ္ဌာန်းတာကကောင်းပါတယ်ဒါပေမဲ့ဒီကာလမှာအတင်းအကျပ်မလုပ်စေချင်ဘူးစီယုံရေးလုပ်ပြီးတဖြည်းဖြည်းအကောင့်ထဲပေါ်ဆောင်ရွက်စေချင်ပါတယ်ဆိုပြီးတော့ပြောခဲ့ပါတယ်ဥဖေတန်းနိုင်ငံရေးလေ့လာသုံးသပ်သူကအခုလိုပြောပါတယ်သိရတာကတော့တတ်မှတ်ထားတဲ့အသက်အရွယ်နဲ့စစ်မှုထမ်းဖို့တတ်မှတ်ထားတယ်သူတို့ကတော့မဖြစ်မနေစစ်မှုထမ်းရမှာပေါ့နော်စစ်တင်တန်းတက်ပြီးမှလိုအပ်ရင်လိုအပ်တယ်လို့သူတို့ ULAC ကတာဝန်ပေးမယ်လို့ထင်ပါတယ်ချက်ချင်းတော့မပေးသေးဘူးပေါ့အဓိကတော့စစ်တင်တန်းတက်ထားရမယ်အဓိကပြဋ္ဌာန်းတာကတော့အနောက်ဘက်စစ်မျက်နှာမှာဒေသခံတွေကိုလူဆိုးအနေနဲ့ကိုကာကွယ်နိုင်ဖို့အတွက်အားဖြည့်သွားမှာဖြစ်တယ်တိုက်ခိုက်ရေးထက်ကာကွယ်ရေးဖက်မှာတာဝန်ပေးဖို့များပါတယ်အဲ့ဒီမှာအသက်သတ်မှတ်ချက်ရှိပါတယ်ကင်းလွတ်ခွင့်တွေလည်းရှိတယ်အမေအိုအဖေအိုရှိတဲ့သားသမီးတွေကလေးမိခင်တွေအာရခပြည်သူအစိုးရစီမှာတာဝန်ထမ်းဆောင်နေတဲ့မိသားစုဝင်ကိုလည်းကင်းလွတ်ခွင့်ထည့်ထားတယ်လို့သိရတယ်အခုကတော့မဖြစ်မနေစစ်မှုထမ်းရမယ်ဆိုတာထက်စစ်တင်တန်းတက်ပြီးမှအမျိုးသားရေးစိတ်သက်ထက်သန်စွာပါဝင်လာဖို့စီရုံရင်းနဲ့လှုပ်သွားမဲ့အခြေအနေပါအခုကတော့အပြင်းထန်စစ်မှုထမ်းရမယ်ဆိုတာတော့မဟုတ်သေးဘူးကိုယ်စိတ်သဘောရှိတဲ့သူတွေကိုဦးစားပေးအခြေအနေပါဒီလှုပ်ဆောင်ချက်ကဥပဒေနဲ့ပြဋ္ဌာန်းတဲ့ဆိုတာထက်
ပြည်သူတွေရဲ့နှလုံးသားမှာတိုင်းပြည်အတွက်တာဝန်ရှိတယ်အာရခတိုင်းပြည်အတွက်တာဝန်ရှိတယ်ဆိုတဲ့အသိစိတ်ဝင်သွားအောင်လို့ပါအနောက်ဖက်စစ်မျက်နှာမှာအမြဲတမ်းချင်းချောက်နေတဲ့အကြမ်းဖက်သမားတွေရဲ့အနေရှိတယ်ဒါတွေကိုမကာကွယ်နိုင်ရင်ငါတို့တိုင်းပြည်ငါတို့လူမျိုးဆက်ပြီးကျွံဖြစ်မယ်ဒုက္ခရောက်ကြမယ်ဒီစစ်ပွဲကိုမနိုင်ရင်အမျိုးသားဂုဏ်သိက္ခာနဲ့အသက်အန္တရာယ်နဲ့အများကြီးကြုံလာနိုင်တယ်ဒါကြောင့်ကိုယ်သိစိတ်တဲ့ပြည်သူကိုချပြရင်ပို့ပြီးတော့ကောင်းမယ်ဆိုပြီးမှန်ကန်စွာသုံးသပ်ပြခဲ့တာပါနောက်ထပ်အတန်ပိုင်ရှင်ကတော့အမျိုးသမီးတဦးကြောက်တော်မျိုးနယ်ပဲဖြစ်ပါတယ်သူကအသက်18နှစ်ကနေ45နှစ်အထိအကုန်လုံးပါဝင်တယ်လို့သိရတယ်45ရက်တင်တန်းပေးမယ်ပြီးရင်သူတို့ချပေးတဲ့နေရာမှာတာဝန်ထမ်းဆောင်ရမယ်ပြီးမှ OIS မှာတာဝန်ဆက်လက်ထမ်းခြင်းရင်ထမ်းမထမ်းဆောင်ခြင်းရင်လည်းအဆင်ပြေတဲ့သဘောပေါ့ဆိုတော့စစ်မှုထမ်းရမယ်ဆိုရင်တော့အကုန်လုံးကထမ်းဆောင်ရမှာပေါ့နော်ဒါပေမဲ့ဒီဥပဒေနဲ့ပတ်သက်ပြီးတော့ကျမတို့အတိအလင်းသိချင်တာနောက်ဆက်တွဲအကြောင်းတွေကိုသိချင်တယ်ဒီစစ်မှုထမ်းကာလကြားထဲမှာအသက်အန္တရာယ်ကိုလက်အင်္ဂါတစ်ခုခုချွေးရင်းသွားရင်သူတို့တာဝန်ယူပေးမှလားဒါမှမဟုတ်ဘာလုပ်ပေးမှလဲဆိုတဲ့အစီအစဉ်တွေပေါ့နော်ဒါကြောင့်မဖြစ်မနေစစ်မှုထမ်းရမှာကိုကျမတို့လက်ခံပေးမဲ့ဒီဥပဒေနဲ့ပတ်သက်ပြီးအတိအလင်းကိုမြေပြင်ကသက်ဆိုင်သူတွေကရှင်းရှင်းလင်းလင်းပြောစီချင်ပါတယ်ဆိုပြီးပြောခဲ့တာပါဟုတ်ကဲ့ပါခမအခုဆိုရင်မိတ်ဆွေတို့အနေနဲ့အာရခတပ်တော် AA ကစစ်မှုထမ်းခေါ်ယူနေတာနဲ့ပတ်သက်လို့ရခိုင်ပြည်သူတွေအမြင်နဲ့နိုင်ငံရေးသမားတဦးရဲ့အတန်ကိုကြားခဲ့ပြီးကြပြီလည်းဖြစ်ပါတယ်။မိတ်တွေတို့အနေနဲ့ကရောအဲ့ဒါနဲ့ပတ်သက်ပြီးဘလို့မြင်ပါသလဲခင်ဗျ။ခါမက်အောက်မှာရေးနိုင်ပါတယ်နော်။ကျေးဇူးတင်ပါတယ်။